အစင်တက်ကတင်းလို့ပြောတာပဲဗောနော်ထင်တယ်လို့လည်းမဟုတ်ပါဘူးအလဲကဲကျွန်တော်ဒီညမှာတော့မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တင်းရဲ့အိမ်ကွင်းမှာသွားပြီးတော့မှစုံမခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာမိုက်တယ်နော်တင်းရဲ့ကစားသမားတွေတကယ်ကိုကောင်းတာဗျာကျွန်တော်ပရမိုင်း29မိနစ်မှာလီဆန်နိုမာတီနက်အနေနဲ့အုံကိုပေးရတယ်ဒါပေမဲ့ပေးတင်လာဆိုတော့ပေးတင်ပါကျွန်တော်မကိုလေအစင်တက်ကတင်းလို့တော့ပြောတာပဲထင်တယ်လို့လည်းမဟုတ်ပါအုံကိုပေးရတယ်ခင်ဗျာဒါပဲလာမှာပဲလူပဲပြောမယ်ဆိုကြိုတိထားလေပေါ်ရင်ကျွန်တော်တို့39မိနစ်မှာတော့အမ်ပူမိုကနေပြီးတော့ကျွန်တော်တို့လက်လောက်ပါနေပဲတစ်ဖက်အတင်းအမားနေပြီးတော့ဗောနော်ရရှိခဲ့တဲ့ကိုကျွန်တော်တို့အပိုင်ကန်သွင်းနိုင်ခဲ့ဗောနော်ပြီးတော့ကျွန်တော်တို့ဒုတိယပထမပိုင်းမှာတော့1-1နဲ့ပွဲပြီးသွားတယ်ဒုတိယပိုင်းမှာဆိုရင်ကျွန်တော်တို့တိုကူပရစ်တိုကူအနေနဲ့မိနစ်50မှာဒိုနိုဖန်နဲ့ရှပြီးတဲ့လုံးဝနေပြီးတော့အဝေးကစ်လန်းကန်လိုက်တာကြီးလှပပနဲ့ပဲဘားတဲ့အောင်ထိပြီးကိုတဲ့ဝင်သွားတာခင်ဗျာအဲဒီမှာပဲကျွန်တော်တို့ရှမ်းတဲ့တင်းနဲ့1-2ဆွဲရတဲ့နဲ့ဦးဆောင်နေခဲ့တဲ့ဒီကြားထဲမှာအာဆင်နယ်တင်းနေတော့လူစားလေးမျိုးရှိုးပြလုပ်ခဲ့တယ်လို့ကျွန်တော်တို့ကိုညာနဲ့အမ်ပူမိုလဲဟုတ်တယ်နော်ကိုညာနဲ့အမ်ပူမိုလဲခဲ့တယ်နော်ကိုညာနဲ့အမ်ပူမိုလဲပြီးတော့ကစားခဲ့တယ်ဒီချိန်မှာကျွန်တော်တို့တူကူတန်ရလို့စစ်ကိုထက်လဲတယ်ထက်လဲပြီးတိတ်မကြောက်ဘူးပေါ့နော်ကျွန်တော်မာရီနိုရဲ့တွင်ကိုနဲ့တူတူကျွန်တော်ဖြတ်ထုံးမှုကနေနောက်ကျပြီးတော့မှကိုရဲဝင်သွားတဲ့မာရီနိုရဲ့တွင်ကိုနဲ့တူကျွန်တော်တူတေးပြန်ထွက်လာခဲ့ပေါ့နော်တိတ်မကြောက်80မိနစ်ပြီးသွားတယ်တိတ်မကြောက်89မိနစ်မှာကိုညာရဲ့တကူစွမ်းဆောင်ရန်နဲ့တစင်အဝေးကစ်ကနေတစင်ရရှိလာတဲ့ကိုအာဆင်နယ်တင်းရဲ့ကိုသမားရာမဖမ်းနိုင်ခဲ့ပဲနဲ့ရှင်ရတဲ့တင်းရဲ့3-2ဆွဲရတဲ့ဦးဆောင်သွားရပါတော့အဲဒီနောက်ပိုင်းမှာတော့ကျွန်တော်88မိနစ်မှာမဆရာဝင်းနဲ့အမတ်ကိုလဲခဲ့တယ်ကျွန်တော်ဘောလုံးဘောနော်ပိုင်ဆိုင်မှုတွေအနေနဲ့တော့အများကြီးသိမရှိဘူးအာဆင်နယ်တင်းထုံးစံတိုင်းဘောလုံးနေကိုင်ကစားခွင့်ပေးတယ်ကျွန်တော်15လုံးကန်ဝင်ရတယ်4လုံးကိုပေါက်တက်တယ်2လုံးကိုသွားတယ်ပေါ့ဗျာကျွန်တော်ယူနိုက်တက်တင်းနေတော့10လုံးကန်ဝင်ရတယ်3လုံးကိုပေါက်တက်တယ်3လုံးကိုသွားပါတယ်အဲ့ဒါတခုကတော့ကျွန်တော်ယူနိုက်တက်တင်းနေနဲ့တကယ်ဟိုပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ခိုက်တန်လို့ပြောလို့ရမယ်ပေါ့နော်ကျွန်တော်တို့ OG ပေးလဲရတာလွယ်လို့ဂျန်နာရီတော့အဆင်မပြေဘူးအဓိကပြောချင်တာကတော့ Lisman လေးနေနဲ့တော်တော်ကောင်းမွန်တဲ့ကိုသမားတွေကကောက်ွယ်သွားနိုင်တာကြီးတော့အရန်ကိုမိုက်တယ်လို့ပြောလို့ရမယ်ကဲအခုဆိုရင်ကျွန်တော်လက်ရှိနေတာမှာအဆင့်4ကိုယာယီတက်လန်းလာခဲ့ပြီရမှ38မှတ်ပွဲစဉ်23ပြီးမှရမှ38မှတ်နဲ့တူကျွန်တော်အဆင့်4ကိုတက်လန်းလာခဲ့ပြီလက်ရှိပြောနေတဲ့အဆင့်1ကအသင်းနဲ့ကျွန်တော်တို့တွေနေက12မှတ်ပဲကွာတော့တယ်ပေါ့နော်တိတ်မကြံတော့တဲ့အတိုင်းတစ်ခုမှာအများကြီးပြောလို့တော့မရသေးဘူးပေါ့ဗျာနော်ကဲဒီနေ့တော့လောက်ပါပဲကျွန်တော်တို့ congratulation မှာအားရှောင်နေတဲ့ fan တွေအကုန်လုံးကိုနေရင်းနေတီးပြီးတော့ကျွေးခဲ့ပါတဒါခုန